တုတ်တီသာနမ်းမြေအာကာဘုရားလုံးလျာကိအောင်မျိုးဆရာတုတ်တီသာနမ်းမြေအာကာဘုရားလုံးလျာကိအောင်မျိုးဆရာအယောင်ဝေးဖြာချက်ပုံမှာလက်တော်ရည်သက်ခါပရမညာရွှေကျုပ်နှုတ်ငုံတော့အရင်မှနေသာပရမညာရွှေကျုပ်နှုတ်ငုံတော့အရင်မှနေသာခွာမြင်သည့်အခါမှာသူဝနာတာမလူအမိတော်ပြီးခဲ့တာတောကမယံခဲအသေးထိစရာတနေ့သောခါသမေမောင်းများစွာဝရကတောက်တော်ရေကိုရှာမြစ်စိတ်ကမ်းပါမြတ်ကြွလို့သာပီလိယခမေရေကမရွေသေးချာလူလာနတ်လာမတွေ့တော့အစင်ချင်းလေးတော်တင်ကပြစ်ခွင်းလေးရှာမြရရနေတာတနာစရာအလောင်းရသူငါတုတ်တီသာနမ်းမြေအာကာဘုရားလုံးလျာကိအောင်ရုံဆရာတုတ်တီသာနမ်းမြေအာကာဘုရားလုံးလျာကိအောင်ရုံဆရာအယောင်ဝေးဖြာချက်ပေါ်မှာလက်တော်ရည်သက်ခါပရမညာရွှေကျုပ်နေနှုတ်ငုံတော့အရင်မှနေသာပရမညာရွှေကျုပ်နေနှုတ်ငုံတော့အရင်မှနေသာဖွားမြင်သည့်အခါမှာသူဝနာတာမလူအမိတော်ပြီးခဲ့တာတောကမယံထဲ
နေသောခါတမေမောင်များစွာဝရံကတောက်တော်ရေကိုရှာမြစ်စိတ်ကမ်းပါညံကြွလို့သာပီလိယခမေကမရွေသိချာလူလာနလာမတွေ့တော့မစင်ခြင်းလေးတော်တင်ကပြစ်ခွေးလေးရှာမြရရနေတာတနာစရာအလားရဲ့သူလားမိခင်ဖခင်နှစ်ပါးကတာကိုမျောနေရှာမွေမတာမိခင်ဖခင်နှစ်ပါးကတာကိုမျောနေရှာမပေါ်လားပူဆွေးကြုံရတာအကြောင်းတော့ကုန်စင်စေရာဒီပါယာမင်းကမရွေမဲဆက်ရောက်လာအဲ့ဒီခါမှာမယာသစ္စာတော်ပြုရဲ့ခါအလောင်းတော်မခါမှာဝေဒနာကင်းกว่าရှင်းလေးမှာဗေဒာတာမောင်ရွှေအိုးထားလာမြင်တဲ့နာတောက်စုပန်းခဲ့တာဆုံးဒီစွာအကုန်ပြေ